သမီးလေးစောလဲဟိုဥညတဲ့မှာသမီးအရေးတရားလို့ခံစားရတယ်သမီးကိုဦးကြီးရဲ့မျက်လုံးတွေကတကယ်ကိုအဖေတယောက်လိုပဲကြည့်နေငါဘွားတဲ့နေတော့ကိုဆွဲထုတ်ပြမယ်မသစေဦးတီဟာတော့ပါလားကြွပါရှင်ထိုင်ကြပါရှင်အမတို့နေကောင်းကြရဲ့လားကျွန်တော်လည်းဒီဘက်ရောက်လို့ဝင်လာခဲ့လိုက်တာကောင်းပါတယ်စားကြတောက်ကြရအောင်ဘာမှမပြင်ဆင်ထားအောင်အားနာလိုက်တာဟုတ်တာအမရဲ့ကျမတို့ကပဲအားနာမှာပါကျောင်းမလေးသမီးလေးကြီးလှုပ်လိုက်တဲ့ကိစ္စတွေအတွက်ရှွန်းလိုက်လေးကိုတောင်းပန်ခြင်းလို့ဒီတကူတကောက်ကိုလာခဲ့တာသမီးလေးစောလဲဦးသမီးကိုသာဦးပဲတောင်းပန်ပါတယ်နော်သမီးလေးဘာအဆင်မကောင်းမဖြစ်နဲ့ဦးလေးတို့တကူကလာစရာမလိုပါဘူးကျွန်တော်ညီမလေးကစိတ်ထားနှုတော့အမြဲတမ်းအနိုင်ကျင့်ခံနေရတာဦးနားလဲပါလေသားရဲ့ဦးမှလည်းတားတရားသမီးတရားရှိတယ်လေသမီးလေးစောလဲဟိုဥညတဲ့မှာသမီးအရေးတရားလို့ခံစားရတယ်ရှင်ဦးတီဟာဘာပြောလိုက်တာလဲဩစောလဲလေးကလိမ်မရေးကြရှိတယ်လေအမရဲ့သူမျက်နှာလေးကြည့်လိုက်ရင်လည်းအေးချမ်းနေရောဟုတ်တယ်အမရဲ့ရှွန်းလိုက်လေးကိုကြည့်ရလေသစိမ်းလို့ခံစားအောင်ဒါနဲ့သမီးလေးရဲ့စာအုပ်တွေပျက်စီးသွားရဲ့ဆိုအန်တီကလေသမီးကိုဝယ်ပေးခြင်းလို့တကူတခါဒီကိုလာခဲ့တာမဟုတ်တာအနီရဲ့သမီးကိုကိုကြီးကကိုပိတ်လို့ပြန်အဆင်ပြေသွားပါပြီစောက်တွေဝယ်ပေးကြမလို့နော်ကဲသမီးလေးကဘယ်လောက်ထိလိမ်မရေးကြရှိလဲအဲ့လိုကိုယ့်အောက်ကိုကိုးကျင်တဲ့စိတ်ကိုတကယ်လေးစားစရာပဲနော်မိမရဲ့ဘာရမ်းမဘလို့လေဖြစ်နေလဲမသိဘူးသမီးလေးစောလဲကိုမြင်မြင်ချင်းဘာလို့ဒီလောက်တော့တန်ရုံးစီဖြစ်သွားလဲမသိဘူးကျမလည်းအဲ့လိုပဲကိုတီဟာရဲ့သမီးလေးရဲ့အကြည့်တွေကလေကျမရင်တော့တမီးမိုးလေးဖြစ်စီရဲ့သမီးလေးနေတာစောလဲတော့လောက်လိမ့်မှာခဲ့ရင်လမ်းကောက်လိုက်မလဲနော်စောလဲလေးကဆင်းရဲပေမဲ့တိတ်ခါရှိတယ်သမီးလေးညရချမ်းသာပြီးတော့စိတ်ဓာတ်ကြမ်းတမ်းတယ်အဲ့ဒါကတော့ပုံရင်းစင်ကြောင်လည်းပါမှာပေါ့ရှင်မဟုတ်ဘူးမိမရဲ့သမီးလေးစောလဲကိုကြည့်ရတာကိုလိုမျိုးတဲ့တယောက်နဲ့တူတယ်ယောက်ျားဖေနဲ့လည်းစင်တလို့လိုပဲကိုတကယ်ပြောတာပါသမီးလေးစောလဲတာကိုလိုသမီးဖြစ်ခဲ့ရင်ကိုဘာမှမလိုရတော့ဟင်ဘာတွေးနေရလဲသူတို့လည်းတောင်းပန်ပြီးသွားပြီပဲသူတို့ကလေရှွန်းလဲကိုတိတ်ချစ်သွားပုံရရင်တော့တာလေချစ်မှာပေါ့မီးရဲ့ရှုံးတဲ့လူကလေးမျိုးကိုဘယ်သူမှမချစ်ပဲနေပါမလဲအမေသမီးကိုဦးကြီးရဲ့မျက်လုံးတွေကတကယ်ကိုအဖေတယောက်လိုပဲသမီးရင်ထဲမှာဘာလို့အဲ့လိုခံစားနေရလဲရှွန်းလဲသူတို့ကတထဲတယ်လေငါတို့လည်းမဆိုင်လို့လေတော့ထဲဦးတော့အိမ်ကိုသွားရလဲဘာလို့အဲ့ကောင်မောက်တောင်းရလဲဟေးညီမလေးတော်တော့ဖေဖေကညီမလေးရဲ့အမားတွေကိုပြင်ပေးနေရလေမဟုတ်ဘူးကိုလည်းသိရမလားဖေဖေအိမ်ကပြန်ရောက်နေတာရှောင်းလိုက်ကြအောင်ပဲတဖိုးမပြောနေရငါ့ကိုကြောက်လူပိုကြီးကိုကြည့်နေရအဲ့ဒါညီမလေးရဲ့အပြုတ်မှုကြောင်းလေမဟုတ်ဘူးကိုအဲ့ရှောင်းလိုက်ငါစီရနေအရာအလုံးလူယူသွားတာငါတို့ဒီတိုင်းကြည့်နေတာရောကြည့်နေငါဘွားတဲ့နေတို့ကိုဆွဲထုတ်ပြမယ်